အဲ့ဒီလူဟာစကားတခုပြောလိုက်တိုင်းသူ့ပါဇက်ထဲကနေတည့်ရွက်တွေလွင့်ပြန်ထွက်လာတတ်ပါတယ်ဖြစ်ပျက်နေတဲ့အခြေအနေတွေအပေါ်သူကိုယ်တိုင်လည်းအတော်လေးအံ့အားသင့်နေခဲ့မိတယ်တကယ်တော့မင်းညကသူ့အိမ်ဝင်းထဲမှာရုတ်တရက်တစ်ပင်ကြီးတစ်ပင်ပေါက်လာခဲ့တာပါအဲ့ဒီအပင်မှာတည့်ရွက်ပေါင်းအတိအကျ1000ရှိပါတယ်အစမ်းကျဲဆုံးအချက်ကတော့သူစကားတွေပို့ပြောလေလေအဲ့ဒီအပင်ကတည့်ရွက်တွေပိုကျွေလေးလေးပါပဲဒီနေ့မှာပညာရှိတယောက်ကသူ့ကိုဒီအပင်ကတည့်ရွက်တွေအားလုံးကျွေသွားတဲ့အခါမင်းရဲ့တက်တန်းလဲကုံဆုံးသွားလိမ့်မယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူကဒါကိုလုံးဝမယုံကြည်ခဲ့ပါဘူးဒါတွေဟာအတိတ်ပဲမရှိတဲ့အရာတွေလို့သူတွေးခဲ့တယ်သူဟာတစ်ပင်ရှိမှတိတ်တိတ်ရက်ပြီးတချင်းတစ်ပုတ်ကိုအကျယ်ကြီးဟစ်အော်ဆိုလိုက်ပါတယ်သူတချင်းဆိုနေရင်တိတ်ရွက်တွေဟာတဖြုတ်ဖြုတ်ကျွေကြလာပြီးတချင်းဆုံးမှာတော့သူစကားတွေပို့ပြောလေတိတ်ရွက်တွေပို့ကျွေလေဆိုတာကိုသူကိုယ်တိုင်မြင်လိုက်ရပါတယ်အခုတော့သူတကယ်ပဲကြောက်လန့်သွားပါပြီဒီအတိုင်းသာဆက်သွားရင်ငါမကြခင်တေတော့မှာပဲလို့သူတွေးမိတယ်သူ့အသက်ကိုတစ်ပင်တစ်ပင်ပေါ်မှာအမထားကျင်တာကြောင့်ပစိန်တလက်ပြေးယူလာပြီးတစ်ပင်ကိုအားကုန်တုံးကခုတ်ချလိုက်ပါတယ်ဒါပေမဲ့ပစိန်နဲ့တစ်ပင်ထိလိုက်တာနဲ့တပြိုင်နက်သူဟာလေထဲကိုဝိတ်တက်သွားပြီးအဝေးတနေရာကိုလွှင့်စင်ကျသွားပါတော့တယ်သူတော်တော်လေးဒဏ်ရာရသွားခဲ့ပါတယ်အခုမှပဲသူ့အသက်ဟာဒီတစ်ပင်နဲ့ဆက်နွယ်နေပြီဆိုတာသူနားလည်သွားပါတော့တယ်အသက်ရှင်ခြင်းနဲ့ဆိုရင်သူဟာနှုတ်ဆက်နေရပါမယ်ဒါပေမဲ့တိတ်တိတ်နေဖို့ဆိုတာကလည်းမလွယ်ကူလာပါဘူးဒါကြောင့်သူပြောချင်သမျှကိုစက်ကူပေါ်မှာချရေးပါတော့တယ်ဒါပေမဲ့သူစာတွေပိုရေးလေးလေးတိတ်ရွက်တွေကပြန်ကြွေလာလေးလေးဆိုတာကိုသူမသိခဲ့ပါဘူးအခုတော့သူလုံးဝကိုအကူအညီမဲ့နေပါပြီဒါတောင်မှသူဟာရုံးကိုမဖြစ်ဖြစ်အောင်သွားခဲ့ပါသေးတယ်ရုံရောက်တာနဲ့သူ့ထက်လူကြီးကဒီနေ့မင်းဖောက်တဲ့တယောက်နဲ့တွေ့ရမယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲရှစ်နှစ်ကောင်ကအဲ့ဒီတစ်ပင်ပေါ်ကိုတက်သွားတာကြောင့်အဲ့ဒီလူဟာထူးထူးဆန်းဆန်းတွေလှုပ်ရှားပြနေမိပါတယ်ဒါကိုမြင်တဲ့ဖောက်တီဟာကြောက်လန့်တကြားနဲ့ပါဇက်အဟောင်းသားဖြစ်သွားရတယ်အဲ့ဒီညမှာအဲ့ဒီလူကဖောက်တယ်ကိုညစာဖိတ်ကြွေးခဲ့ပေမဲ့သူကိုယ်တိုင်ကတော့တခွန်းမှမပြောခဲ့ပါဘူးဥယျာဉ်မှုကတစ်ပင်ကိုရေလောင်းလိုက်တဲ့အခါရေတွေအားလုံးကအဲ့ဒီလူပေါ်ကိုကျလာပါတယ်ဒါကိုမြင်တော့ဖောက်တယ်လည်းကြောက်လန့်တကြားထွက်ပြေးသွားပါတော့တယ်နောက်တနေ့မှာအထက်လူကြီးကအယောင်းဝယ်ကိစ္စကိုဖုန်းနဲ့ပဲပြောခိုင်းပါတယ်သူစကားလုံးဝမပြောနိုင်တာကြောင့်ရုပ်သေးရုပ်တွေရဲ့အကူအညီကိုယူခဲ့ရပြီးအံ့ဩစရာကောင်းတာကအယောင်းဝယ်အောင်မြင်သွားခဲ့တာပါပဲဒီနေ့မှာတော့သူဟာသားဖြစ်သူရဲ့အကြောင်းကလှုပ်ရှားမှုတစ်ခုကိုသွားခဲ့ပါတယ်အဲ့ဒီမှာဆီယာမကသူဟာပါဇက်ကိုသာလှုပ်ရှားနေပြီးအတန်တန်မှထွက်မလာတာကိုသတိထားမိသွားပါတယ်ဒါနဲ့ဆီယာမကသူ့ကိုတယောက်တည်းတချင်းဆိုခိုင်းပါတယ်သူဟာမတက်တာတဲ့အစုံတချင်းဆိုလိုက်ရပါတယ်သူတချင်းဆိုလိုက်တာနဲ့တရွက်အချို့ထပ်ပြီးကြွေကျသွားပါတယ်သူ့ရင်ထဲမှာခန်းစားချက်တွေပြည့်နေပေမဲ့ဘာမှမပြောနိုင်ခဲ့ပါဘူးအိမ်ပြန်ရောက်တဲ့အခါဇနီးဖြစ်သူကရှင်ပါလို့ဒီလောက်တိတ်ဆိတ်နေရတာလဲလို့မေးပါတယ်ပြီးတော့စိတ်ဆိုးမှန်ဆိုးနဲ့ရှင်ကျမကိုမချစ်တော့ဘူးလားလို့ထပ်မေးပါတယ်အခုတော့အခြေအနေကပိုပြီးခက်ခဲလာပါပြီမျိုးသမီးတယောက်ကိုချုံမော့ဖို့အတွက်စကားတွေအများကြီးပြောဖို့လိုအပ်ပါတယ်ဒါပေမဲ့သူဘာမှမပြောနိုင်ခဲ့ပါဘူးဒါဟာသူ့အတွက်အရန်ကိုနာကျင်စရာကောင်းပါတယ်နောက်ဆုံးမှာတော့သူ့ဇနီးဟာစိတ်ဆိုးပြီးမိဘအိမ်ကိုပြန်သွားပါတော့တယ်အခုတော့အဲ့ဒီလူကငါကောင်းမှုကုသိုလ်တွေလုပ်ရင်ဒီချိန်စာကပြေသွားနိုင်မလားလို့စတင်တွေးတောမိပါတယ်သူစင်းရဲသားတွေကိုကူညီတဲ့နေရာတိုင်းမှာလူကောင်းတယောက်ဖြစ်အောင်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့လည်းတည့်ရွက်တွေကတော့ဆက်ပြီးကျွေးနေသေးပါပဲတဖြည်းဖြည်းနဲ့အပင်ပေါ်မှာတည့်ရွက်တွေအနှဲငယ်ပဲကြံပါတော့တယ်သူဟာအရင်ကစကားအင်မတန်ပြောတတ်သူဖြစ်ပြီးစကားမပြောရရင်တနေ့တာကိုမကုံဆုံးနိုင်သူပါဒါပေမဲ့အခုတော့စကားတခုပြောဖို့တောင်သူကြောက်နေရပါပြီရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါသူလုံးဝပင်ပန်းနွမ်းနယ်နေခဲ့ပါပြီအခုတော့သူလုံးဝစိတ်တက်ကြနေပါပြီသူတွေးလိုက်မိတာကငါအသက်ရှင်ဖို့အချိန်အနည်းငယ်ပဲကြံတော့တဲ့အခါမှာငါအတွက်အရေးကြီးဆုံးလူတွေကိုအရေးကြီးဆုံးစကားတွေဘာလို့မပြောရမှာလဲဆိုတာပါပဲသူပထမဆုံးဇနီးဖြစ်သူစီသွားခဲ့ပါတယ်သူမရဲ့လက်ကိုဆွဲပြီးသူ့ရင်ထဲကစကားတွေကိုအကုန်ပြောပြလိုက်ပါတယ်ပြီးတော့သူ့မေစီကိုသွားပါတယ်သူဟာငြိမ်ငြိမ်လေးထိုင်ပြီးအမေပြောသမျှစကားတွေကိုနားထောင်ပေးခဲ့တယ်သူငယ်ငယ်ကဘလို့လဲဘာတွေလုပ်တတ်လဲဆိုတာတွေကိုပေါ့ပြန်ခါနီးမှာသူစကားအနည်းငယ်ကိုတိုးတိုးလေးပြောခဲ့ပါတယ်အခုတော့တစ်ပင်ပေါ်မှာတစ်ရက်သုံးရက်ပဲကြံပါတော့တယ်နောက်ဆုံးမှာတော့သူဟာဖခင်ဖြစ်သူရဲ့ဂူဘေးမန်စီကိုရောက်သွားပါတယ်အဲ့ဒါဟာသူ့ရဲ့နောက်ဆုံးခရီးစဉ်မှန်းသူသိပါတယ်သူတက်တီမွေးပြီးဖခင်ဖြစ်သူကိုစကားသုံးခွန်းပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်မှာလျှက်စီးတွေလက်သွားခဲ့ပါတယ်တစ်ပင်ပေါ်ကတည့်ရွက်တွေအားလုံးကျွေကျသွားပြီးမိုးသေးထန်စွာရွာသွန်းပါတော့တယ်အဲ့ဒီလူဟာမြေပြင်ပေါ်မှာတတိမိပြီးလဲကျသွားပါတယ်တဝက်တစ်ပြက်တတိယနေချိန်မှာသူဟာကလေးငယ်တစ်ယောက်ပြန်ဖြစ်သွားသလိုခံစားလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲမြေပြင်ပေါ်ကသူ့ဖုန်းဟာမြည်လာပါတယ်ဖုန်းတန်ကြောင့်သူဖြည်းဖြည်းချင်းတတိပြန်ဝင်လာပါတယ်သူ့တငယ်ချင်းကဟိုတစ်ပင်ကပြန်ရှင်လာပြီးလှိုလှမ်းပြောပါတယ်အပင်ပေါ်မှာတည့်ရွက်စိမ်းတွေပြန်ပေါက်လာပြီးလှပတဲ့ပန်းတွေလည်းပွင့်လာပါပြီတကယ်တော့အဲ့ဒီလူရဲ့စစ်မှန်တဲ့စိတ်နှလုံးကိုမြင်တွေ့သွားခဲ့တာကြောင့်ပဲဖြစ်ပါတယ်